တို့ညာမာတော့တရားကောင်းကြီးဟိုတလောကဦးစင်းဒီနေ့တည်းမှာတရားဝဲပေါင်း280ကျော်လောက်ရှိတယ်ညာတိုင်းမိဘတရားဝဲရှိတယ်အဲ့ဒီမှာအလှတရားဝဲတွေကြီးပဲဆိုရင်တရားကောင်းကြီး180ကျော်လောက်ရှိတယ်အလှတရားဝဲတွေအဲ့ဒါဟိုတလောကဦးစင်းတို့နေပြီးတော့သကုန်းသားမှာသွားတရားဟောတဲ့ခါကျတော့တရားကောင်းကြီးဘာလို့လဲလို့မေးလို့ရှိရင်အလှလဲပြီးရောဦးစင်းတို့ကမေးတယ်အကျိုးအကြောင်းနေမေးတာပေါ့မှန်လားအလှတကကြီးနဲ့လူမကြီးဘလောက်ရည်စက်ချလိုက်ရတဲ့တုံးဒါလေးမေးတာပေါ့ရှင်ဘုရားကြီး2800လောက်ရည်စက်ချလိုက်ရတယ်တဲ့ဥပငွေကြီး2800လောက်တဲ့တော်တော်များတာပဲမှန်လားဟဲ့အဲ့ဒါနဲ့ဦးဇင်းလဲအော်ပြီးတော့ဒီကာလာကြီးတကကြီးရဲ့တလောက်ကြီးလူပလိုက်တာအော်စရာကြီးတကကြီးရဲ့ဝမ်းတာလိုက်တာနေပါအောင်တကကြီးရဲ့2800ဆိုတော့ဘာတွေကုန်သွားတာတုံးပေါ့မှန်လားဟဲ့အဲ့ဒါနဲ့ဦးစင်းကနေပြီးတော့မေးတာပေါ့တကကြီးကိုရင်ဘဏ္ဍပါဝတ်တုံးဆိုတော့ကိုရင်က7ပါးတဲ့ပရိက္ခယ7စုံပေါ့မှန်လားဟဲ့ပရိက္ခယ7စုံဆိုတော့အလွန်ဆုံးကုန်တော်ကကြီးနေ330ပေါ့ဦးအောင်ကျော်မြင့်တို့ဒေါခင်မိုးကြီးတို့တွတ်ထားနော်7ပါးဆိုတော့တော်ကကြီးနေ330မိုင်ကုန်ပေါ့ပရိက္ခယမှန်လားဟဲ့ဘုန်းကြီးကဘလောက်ပင်တာတော့ပင်တန်ကဆိုတော့30တပါးတဲ့တခါကြီးဘလောက်နှုံးလူတာတုံးဆိုတော့တပါး3သိန်းနှုံးနဲ့30သိန်းပေါ့မှန်လားဟဲ့အခုသွားလိုက်တာတော်ကောင်းကြီးဟိုက30နဲ့ဒီက30သိန်းနဲ့ပေါင်းဘလောက်ရပါဘလောက်ရပါအဲ့ဒါနဲ့ဘာလို့တလဲလို့မေးလို့ဟုတ်ပြီတခါကြီးကဲစရင်လေးတွေကျုပ်အကျဉ်းမြင့်တွက်ကြည့်တာရပြီတရားဟောတဲ့ဓမ္မပူဇာတခါကြီးဘလောက်လို့တော့30တဲ့30ဆိုတော့ဟောနောက်ထပ်30ပေါင်းလိုက်တော့ဘလောက်ဖြစ်သွား90သိန်းပေါ့မှန်လားဟဲ့အိုးစွန့်ကြွေးကွန်းကြွေးတရားကောင်းကြီးမြတ်ရေဟောဘာလို့လဲလို့မေးလို့ရှိရင်တန်ဃာတော်တွေစွန့်ကတ်တာတရားကောင်းကြီးမြတ်တိန်း30ပေါ့မှန်လားဟဲ့20ထပ်ပေါင်းလိုက်ဘလောက်ဖြစ်သွားဟို100ကျော်ပေါ့မှန်လားဟဲ့ဟိုပရိသတ်ကဘလောက်ဖိတ်တာတော့ဟိုပရိသတ်ကအရှင်ဘုရား1100ဖိတ်တယ်တဲ့လူပေါင်း1100ဆိုလို့ရှိရင်ထားစံ200အကုန်ပေါ့ကျွေးတာမွေးတာမိုင်းကုန်မှန်လားဟဲ့ပေါင်းလိုက်စံ300ကျော်ပေါ့မှန်လားဟဲ့အဲ့ဒါ300ကျော်ပေါင်းပြီးတော့တခါကြီး2000ကျော်ကိုအခု300ကျော်ပဲပေါင်းရသေးတယ်တခါကြီးဘလို့လဲပေါ့ရှင်ဘုရားတဲ့ဆင်က7ကောင်လေးတဲ့ဟောမှန်လားဟဲ့ဆင်ကဘယ်လောက်တဲ့အဲ့ဒါတွေပါလာပြီးတော့စရင်တွေမပေါင်းတော့ရှင်ဘုရားဒါတွေမကသေးဘူးနာမည်ကြီးနေတဲ့ဆိုင်းကလည်းနာမည်ကြီးမင်းသမီးကလည်းနာမည်ကြီးဆယ်လီတွေတဲ့မှန်လားဟဲ့ရောဘာလီတွေတဲ့အဲ့ဒီဆယ်လီတွေကြောက်နေရတာပဲဘုန်းကြီးတွေကလည်းဆယ်လီတွေပတ်ရှောင်းနေရတာတခါမများတဘောပါရလားဟဲ့အဲ့ဒါနဲ့တရားတော်ကြီးရဲ့အဲ့လိုမျိုးဆိုင်းနေဘိသိက်တွေကတခါကြီးဆိုင်းကအရှင်ဘုရားတရားနဲ့မှ80ပေးရတယ်တဲ့ဆိုင်းဘိုးကမင်းသမီးက48သိန်းနဲ့ဦးအောင်ကျော်မြင့်ရေကျုပ်ကအလွတ်ကိုရနေတာတခါမများဒါလည်းမကားလေးတခါကြီးဘာတွေကုန်နေတော့ဟာရှင်မယားတပည့်တော်တို့ကရန်ကုန်ကမိတ်ကက်ဆရာငှားထားတာတဲ့လိမ့်တာဟောပါသေးတယ်မှန်လားအင်တာနက်ကလည်းလိုက်လွန်နေတယ်တဲ့ဟောမှန်လားမန္တစင်ဒီကောကလည်းပဲမန္တစင်ကလည်းပဲနာမည်ကြီးတဲ့ဟိုပြောဝဲဘက်ကငှားထားတာတဲ့မှန်လားအခုတရားကောင်းကြီးလူရန်သန်းတာကတရားကောင်းကြီး310လောက်ပဲကုန်တာလေမှန်လားကုန်တဲ့ကုန်တိုက်တဲ့အဓိကကုန်ကျမှုက310လောက်ပဲကုန်တာလေမှန်လား2000ကျော်မှာတရားကောင်းကြီးအခုကြည်တရားကောင်းကြီးအစွန်းတွက်4လောက်တောင်2900လောက်ကောင်းနေဆိုတော့အစွန်းတက်4လောက်တောင်မကုန်နေဘူးလူရန်သန်းတာကတရားမောင်မယားအဲ့ဒါတရားကြီးရေစက်ချတော့တရားကြီးစွန်းတာကဘယ်လောက်လို့ပြောလိုက်တယ်2800ဆိုတော့ဟော2500ကျန်နေတယ်ထားတဲ့တော်ကောင်းကြီးမြတ်ကြီး800လုံးကုန်တယ်ထားလိုက်လူတဲ့တန်းတဲ့နေရာမှန်လားကျန်တဲ့တိန်း2000တခါကြီးဘယ်ရောက်သွားတာတော့ရေစက်ချတဲ့ထဲတခါကြီးဘာလို့ထဲတာတော့မှန်လားဦးအောင်ကျော်မြင့်ဒီလိုပြောတာအညာပြောတာပါတခါကြီးအလူပြောတာမဟုတ်ဘူးတခါမောင်မယား
အဲ့ဒါနဲ့ဦးစင်းကနေတခါကြီးစောနာတော်ကရေစက်ချတာဘလောက်ကုံလိုက်သလဲလို့ကြုံမေးတာလေလို့ဟုတ်တယ်လေတဲ့တပည့်တော်လေးရေစက်ချတာကုံတာပြောတာလေတဲ့တခါကြီးဗမာစကားကိုပြန်နားထောင်အောင်ဦးစင်းမေးတာရေစက်ချတာကုံတာပြောတာလေဟုတ်တယ်လေတပည့်တော်ပြောတာလေရေစက်ချတာကုံတာပြောတာလေတဲ့ဗမျိုးတော်ရေနားလည်လားဟဲ့သိန်း300ကျော်လောက်လေးပဲရေစက်ချတာကုန်တာအလွန်ဆုံးကုန်2800မှာ800လောက်လေးပဲရေစက်ချတာကုန်တာလေမှန်လားဟဲ့အဲ့ဒါဘုန်းကြီးတွေရတဲ့ရလိုက်တဲ့အထက်ကနဲ့800လောက်ပဲတော်ကောင်းကြီးမြတ်ကြီးကုန်သွားတာနားလည်လားဟိုအလူမှာမိတ်ကပ်ပြင်တာဟိုတော့ရေစက်ချတဲ့အထက်မထင်နဲ့လေဘာလို့တွားထည့်နေရတော့မမျိုးတော်ရေလူမကြီးတို့တော်ကြီးမြေလူတကာကြီးတို့မိတ်ကပ်ပြင်တဲ့အဖိုးအခါတွေတော်ကြီးမြေရေစက်ချတဲ့ထက်လာထဲလို့ရပါမလားဘုန်းကြီးနဲ့ဘာဆိုင်လို့ရေစက်ချတဲ့ထက်တွားထဲတခါတခါပါဗျာနားလေလားဟေးအဲ့ဒီဆိုင်တွေဘိတ်သိက်တွေစင်တွေမတ်တက်စင်တွေတော်ကြီးမြေမငားရဘူးလို့ဦးစင်တလုံးမှမပြောဘူးနော်မှန်လားဟေးငားလို့ရတယ်ဒါပေမဲ့ရေစက်ချတဲ့ခန္ဓာနဲ့အဲ့ဓာတွေနဲ့ဆိုင်သလားဘယ်ဆိုင်မှုလူမကြီးအညာပြောတာအညာဦးဇင်းတို့အညာမှာဖြစ်နေတာမှန်လားဟဲ့အလူသွားရင်ဗံပွားရမယ်အလူလူရာကဘာရခြင်းလို့လာကြဝိုင်းကြဝန်းကြတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဘာရအောင်လို့ဒါကြောင့်ဒီလူဝဲကြီးလူနေတာသားကိုရှင်ပြုနေတာသမီးကိုသားသားနေတာကိုသားကိုရှင်ပြုတဲ့ကိုသားလေးကိုကြတော့ပရိက္ခယာ၈ပါးပြန်ကြည့်လိုက်ဦးဟန်ငွေရေးသင်္ကန်းကဒိုးချင်းပေါက်မြင်ရတယ်ကိုသားကိုပရိက္ခယာဆင်တဲ့သင်္ကန်းကကြပါချက်လို့ဒိုးချင်းပေါက်မြင်ရတယ်တခါရှိသေးတယ်တော်ကောင်းကြီးဒိုးချင်းပေါက်တချို့ကအစ်စ်လေးတွေဝယ်လို့တော်သေးတယ်တချို့ကတော်ကောင်းကြီးဘုန်းကြီးကျောင်းကပြန်ကဟက်ယူတယ်မှန်လားဟဲ့ကျောင်းဘုန်းကြီးနဲ့တော်ကောင်းကြီးမင်းတို့ကဘလောက်လှူပါဟောဘုန်းကြီးနဲ့အပေးယူတယ်တဲ့လို့လုံနေကြတာအလူတကလူမှနဲ့ဈေးတွေဆက်နေလိုက်တာဒီနေရာကျမှဈေးတွေကမှန်လားဟဲ့ကိုသားကိုကောင်းကောင်းမွန်မွန်ဒီသင်္ကန်းလေးကောင်းကောင်းမွန်မွန်ဝယ်ပေးရမယ်နေရကြမှာဈေးတွေစစ်နေသေးတယ်ဘုန်းကြီးနဲ့အလုပ်တွေဖြစ်နေတာတကားတကားပါဗျာဦးဇင်းတို့ကတရားဟောတဲ့ဘုန်းကြီးလေတို့အကိုတို့မှတော့မှန်လားဟဲ့မြောက်ပင်ပြောတဲ့အမျိုးမှမဟုတ်တာကြီးကိုအလူတကာလူမှတို့တကားကြီးမြတ်မှန်တာလေးတွေဒီနေ့ညတိသွားမှအလူမှဆင်ကျင်လို့ရမယ်ဆိုတာမသေးကြဘူးလားတို့မှဒီလိုလေးနော်ဗျာအဲ့ဒါကြောင့်အလူသွားရင်မပွားရမယ်ဒီတော့ပြောအဲ့ဒီကုသိုလ်ပွားရမယ်နေရာမျိုးတွေမှာတော်ကောင်းကြီးမြေကုသိုလ်တော်ကောင်းကြီးမြေကုသိုလ်ကိုပွားမှသာလျင်ကံတန်ရှင်းစင်ကြယ်တယ်ဆိုတဲ့ကိုလှုပ်တဲ့အလုပ်တွေကကံတန်ရှင်းစင်ကြယ်နေမှအဖြူကံနေကြီးဖြစ်နေမယ်ဆိုတာမသေးကြဘူးလားဒါကြောင့်အဖြူကံနေထဲမှာတို့မှတို့လူတကလူမှတို့အမဲကံနေမရောနဲ့လေဟိုရက်သေးရွာတွေကလာကြတဲ့ပုဂ္ဂိုလ်တွေဘဏ္ဍဖားတွေညာနှဖားတွေတော်ကောင်းကြီးကိုအိမ်ကိုတော်ကောင်းကြီးဝယ်တော့ရနေတာဒီလူတကာလူမှကိုဘာဖြစ်လို့အမဲကန်တွေလာပေးတာတော့အရက်ပေးလို့ဘီယာပေးလို့ဘဏ္ဍဖားပေးလို့ကုသိုလ်ရသွားတယ်ဆိုပြီးဘုရားစာပေမှာရှိသလားရှိဘူးလေသူတို့ဒီလူတကာလူမှတို့လူနေတယ်ဆိုတာသူတို့တောက်ချင်မှတောက်လိုက်မယ်ဒီအရက်တွေဖားတွေပေးခိုင်းတာလည်းပဲဥဝင်ဝေကျန်တဲ့လူကမဟုတ်ဘူးအမျိုးရင်းကြီးတွေကတစ္ဆာဖောက်တာအမျိုးရင်းကြီးတွေကတစ္ဆာဖောက်တာမှန်လားမျိုးရင်းကြီးတွေကဘယ်လိုတစ္ဆာဖောက်မင်းတို့ကရှေ့ရနေပြီကြော့နဲ့မင်းတို့ကတိတာမှတ်လို့နောက်ကလောက်ရတာတို့ကမောင်းလို့ဒီကောင်လေးကဒါပေးမှလုံမှာပါတယ်ပြောနေတာဟိုကမပြောလေသူတို့ကပြောနေသူတို့ကတောက်ချင်နေတာလေအမျိုးရင်းကြီးတွေကတစ္ဆာဖောက်နေတာမှန်လားဒီလူတကာလူမကုသိုလ်ရခြင်းလို့လူတာဟိုတော်ကောင်းကြီးကြီးကြဟိုတော်ကောင်းကြီးယောက်ျားဘက်ကအမျိုးကတစ်မျိုးတဲ့မိန်းမဘက်ကတစ်မျိုးကတစ်မျိုးတဲ့အလူကမပြီးသေးဘူးငရုတ်ကြော်ကဂျိုင်းကတကားကလှုပ်အလူကမပြီးသေးဘူးပဲသိချင်းကယူကျင်တဲ့သူကပေါ်နေတာမိန်းမဘက်ကဂျိုင်းကဆွဲလို့တစ်မျိုးတဲ့ယောက်ျားဘက်ကဂျိုင်းကဆွဲတင်လို့ကဟန်ပြင်းနေတာကတစ်မျိုးတဲ့ဖြစ်နေတာအညာပြောတာပါဗမျိုးတော်ရေဒီဘက်လူတွေမပြောမှမဟုတ်တို့မသိလို့မို့လို့မှန်လားတို့အညာမှာဒီလိုတွေဖြစ်ကုန်ကြပြီတော်ကောင်းကြီးအလူသွားရင်မပွားရမယ်ဒီလူတကာလူမကုသိုလ်ရခြင်းလို့လူနေတာဘောတော်ကောင်းကြီးကြည်ဟုတ်ညီအဲ့ဒါတွေကိုမကြိုက်တာပဲမယောက်ျားမကအမျိုးတွေကသူ့ယောက်ျားမကအမျိုးတွေကဂျိုင်းတွေပလုံးတွေနဲ့ထဲ့ကုန်ပေါ့ဟောလုံနေတာမှန်လား
ယောက်ျားဘက်ကယူလို့တယ်မိန်းမဘက်ကမရလို့တယ်မိန်းမဘက်ကဟောအလှလက်မှာရှေ့ကနေရလို့တယ်ယောက်ျားဘက်ကနောက်ကနေရလို့တယ်ဟာပြောင်းစလန်နေခံလို့ပကံစေးတဲ့နေရာကျတော့ယောက်ျားဘက်က